ကဲကျွန်တော်တို့ဒီဗီဒီယိုလေးကတော့ဂိမ်းကစားမဲ့ဗီဒီယိုတော့မဟုတ်ဘူးပေါ့ဗျာနော်အခုဆိုရင်ဒါ The Masked Singer မှာ final တက်သွားတဲ့ Strawberry လေးကဘယ်သူလဲဆိုတာကိုကျွန်တော်နှစ်ယောက်ကနေကျွန်တော်တို့အမြင်တွေကိုခန့်မှန်းမှာဖြစ်ပါတယ်ထောင်အောင်ကြည့်ပြလား The Masked Singer ကြည့်ပြပါတယ်ဒါပေမဲ့အမြဲတော့မကြည့်ပြဘူးဒါပေမဲ့ဟို TikTok မှာတက်လာတဲ့ဟာလေးကိုကြည့်ပြတယ်မလားဒါပေမဲ့ဟိုအခုအရန် trend နေ Strawberry မှာလေးဟိုတော့တော်တော်စိတ်ဝင်စားStrawberry ကစိတ်ဝင်စားမှာမို့ Strawberry က final လေးတက်သွားအခုကနောက်ထပ်ဟိုအစကနေစိတ်ဝင်စားခုမှစိတ်ဝင်စားStrawberry ကတော်တော်လေးကိုတွတ်တယ်တိလားပြီးတော့အမူအရာလေးတွေကသာချစ်ဖို့ကောင်းတယ်ပြီးတော့သချင်းကလည်းတော်တော်လေးကိုစိုးတက်တယ်ကွာအတန်းကလည်းတော်တော်လေးကိုကောင်းတာအစိုးရတော့ကျင်းနေတယ်လို့တော့ထင်တယ်ကွာအစိုးရတွေကပဲကျင်းနေတယ်တရုတ်ဆောင်တွေကလုံးဝမဖြစ်နိုင်ဘူးဆိုရရတော့ကျင်းနေတယ်ကိုရီးယားဘာညာကြိတ်အဲ့ကိုရီးယားဘာ K-pop fan နဲ့ဟိုဘာလို့တော့ဟိုမှာကသွားတယ်လी K-pop လို့ကသွားဆိုပြီးနောက်တစ်ခုကကျတော့ပထမဆက်စချင်းတာနားထောင်တော့သူ့အတန်ကိုဘုံကဘလို့ထင်လဲဆိုတော့ဗျဟိုအစိုးရလေးကျွန်တော်တို့ဒါမုံမိုးလေးမုံမိုးကိုလိုချင်တာတကယ်ဆိုမာယာလေးမပါဆိုရဲလေသူ့ထင်တာပထမကိုဘုံဒါပေမဲ့ပြန်စဉ်းစားကြည့်လိုက်တော့အဲ့ရဲ့မုံမိုးကကျတော့အရက်တော်တော်ရှိသူက Strawberry ကကျတော့အကောင်လေးကတည်တည်မဖြစ်နိုင်ဘူးဆိုတော့အစဘာမှတိတ် hints တွေပါတိတ်မသိခင်အစတော့ကြောင့်ငါမီလာတန်စင်လေးလူကထင်တာမီလာလေးလဲတွက်တယ်ဆိုဒါပြီးတော့နည်းမဟုတ်တော့ဘူးဖြစ်အတန်နားထောင်နေနဲ့မဟုတ်တော့ဘူးထင်တော့မဟုတ်တော့ဘူးဖြစ်သွားဒိုင်ကြီးလည်းတော်တော်လေးစားနေဒိုင်ကြီးကလုံးဝဒီနေ့တိတိုင်အောင်လုံးဝဟိုမစင်စားတတ်ဘူးပေါ့နော်ဒါပေမဲ့အပြင်ကဒီကြည့်နေတဲ့ fan တွေရောပြီးတော့ဒီဘယ်လိုပြောမလဲမီဒီယာတွေမှာလည်းဒါဘယ်လိုပြောမလဲအနည်းပညာတွေရဲ့ခံမှန်းမှုတွေကလည်းအများကြီးတွေ့နေရတယ်နော်တယောက်တစ်မျိုးစီအများကြီးတွေ့နေရတယ်ဆိုတော့ဟုတ်တယ်ရမုံမြင့်မြတ်လို့လည်းပြောရမုံမြင့်မြတ်လို့လည်းထင်ကြတယ်ကဲဟိုဒိုင်တွေကတော့ခံမှန်းတာကြတော့Strawberry လေးကိုရမုံမြင့်မြတ်ပြီးလို့ရှိရင် K လို့လည်းခံမှန်းထားတယ်ပြီးတော့တချို့တွေကကြတော့cherry thing လည်းပါတယ်နော်အဲ့ခံမှန်းမဟုတ်ဘူးမဟုတ်ခံမှန်းထားတဲ့ list ထဲမှာပြောတော့ cherry thing ပါတယ်အခုနောက်ဆုံးမှာဆိုရင်ဒါဖြိုးဝေဆိုးဆိုလို့ရှိရင်လည်းဒါဟိုလေခင်သာညီကျော်ရဲ့သမီးလေဟုတ်ထင်သစ္စာတူလည်းခံမှန်းထားတယ်ကွာတိလားပရောမအဲ့ထဲမှာထဝန်းဘလူလို့တင်တော်တော်များများလေခင်ပိုးပကြီးလို့လည်းပြောနေခင်ပိုးပကြီးလို့ထင်တယ်ပေါ့ဟုတ်မယ်လို့ခင်ပိုးပကြီးလို့ဘာကြောက်ထင်လဲခင်ပိုးပကြီးကတော်တော်များများမြန်မာသင်ဆိုတာများတယ်ဒါပေမဲ့ तू လည်းအဆူကောင်းတယ်ဆိုတော့ तू လည်းဒါပေမဲ့တော်တော်များများလဲအဲ့လိုမျိုးပေါ့နော်အပြင်ကဟွာတွေမှာလဲခင်ပိုးပကြီးလို့ပဲသတ်မှတ်ကြတယ်ခင်ပိုးပကြီးလို့ပဲထင်ကြတယ်လူများတယ်ကိုဖုံးလဲခင်ပိုးပကြီးလို့ပဲထင်တယ်ဒါပေမဲ့ပြောလို့မရဘူးရမုံမြင့်မြတ်လည်းဖြစ်ဒါပေမဲ့အခုကဘယ်လိုလဲဆိုတော့ဒါမှစင်ကဘိုင်းလေးတွက်လို့လည်းမရပြန်ဟုတ်တယ်အခုနပြီးခဲ့တဲ့ဟာဘာလို့လဲဆိုဟိုတနေ့ကြေးမုံပဲကြည့်ဟုတ်တယ်ကြေးမုံဆိုရင်ထင်ထားတာကိုဖုံးထင်တာတော့ဘယ်လိုပြောမလဲအလင်းရောင်都မဟုတ်ချာလီလို့ထင်တာဒါပေမဲ့ထွက်လာတခြားတယောက်ဖြစ်နေပြန်အဲ့တော့လုံးဝ surprise တွေတိုက်တာအဲ့တော့ဒီ Strawberry ကိုကြတော့ထောင်ကလည်းခင်ပိုးပကြီးလို့သတ်မှတ်တာပေါ့နော်ထင်တာကိုဖုံးကလည်းခင်ပိုးပကြီးလို့သတ်မှတ်တယ်ခင်ပိုးပကြီးလို့ထင်တယ်ပေါ့ဗျာဘာလို့ဒါပေမဲ့ချင်းနေဆိုပေမဲ့နော်90%ရာခိုင်နှုန်းလောက်ပဲနော်ဒါပေမဲ့ကိုဖုံးကတော့90%ရာခိုင်နှုန်းထိတော့တက်တယ်ကိုဖုံးက90%လောက်လောက်ပဲဘာလို့ဆိုကြေးမုံလို့ surprise တိုက်သွားရင် surprise တိုက်သွားရင်ကိုကဟက်ကိုအဲ့ဆိုရင်ခင်ပိုးပကြီးမဟုတ်ဘူးဆိုရင်ဘယ်သူတို့ဒုတိယ bucket အနေနဲ့ထင်ထောင်က maybe ရမုံမြင့်မြတ်လည်းဖြစ်နိုင်ရမုံမြင့်မြတ်လို့ထင်တယ်ပေါ့နော်ကိုဖုံးကတော့ maybe ပေါ့ကိုဖုံးကတော့ရမုံမြင့်မြတ်လို့မထင်ဘူးတချို့တွေဟိုကလည်းထင်တယ်ဗာလဲလှတင်ထားကြီးလေဟုတ်လားသူ့လည်းထင်ကြတယ်တော့မထင်ဘူးโอเคကိုဖုံးကတော့ခင်ပိုးပကြီးထောင်ကခင်ပိုးပကြီးရမုံမြင့်မြတ်ရမုံမြင့်သူကခံကိုဖုံးကတော့ခင်ပိုးပကြီးတခုဘာလို့ဆိုခင်ပိုးပကြီးရဲ့ဒီတရားတောင်းတာတွေပြီးတော့သူ့အတန်လေးကိုဖုံးသွားနာထောင်ကြည့်တော့တော်တော်လေးကိုကာလာလေးတူတယ်အတန်လေးကာလာတော်တော်တူတယ်ဒါပေမဲ့ तू ကလည်းဖြတ်သားမှာပဲလေအေးပေါ့ဒါတော့ခံမလို့မရဘူးโอเคကျွန်တော်တို့နှစ်ယောက်ကတော့ surprise တိုက်သွားရင်ဘယ်လိုကိုဖုံးကတော့ခင်ပိုးပကြီးထင်တယ်ထုံကတော့ခင်မိုးကြီးတော့ရမုံမြင့်ထင်တယ်ဒါပေမဲ့ကြေးပုံလို့ surprise တိုက်သွားတယ်လို့မလို့ကြည့်နေတဲ့ viewer တွေကရောဘယ်လိုထင်လဲ comment မှာ man ခဲ့ပေးပါနောက်ပိုင်းဒီ The Masked Singer မှာဖြစ်တဲ့ character လေးကိုလည်းကျွန်တော်တို့ဒါခံမှန်းမှုတွေ video တွေထပ်လာအောင်ဖြစ်ပါတယ်အခုကလည်းနောက်ထပ်ဟိုဘယ်လိုပြောမလဲနောက်ထပ် group ထပ်လာအောင်ပါအများကြီးပဲတော်တော်လေးလှတယ်အဲ့တော့ထပ်ပြီးအုံနောက်စားကြအောင်ပါဗျာနော်ကဲအဲ့တော့ကဲ comment လေးမှာမှတ်သွားပေးပါအောင်ဘယ်သူလို့ထင်ပါသလဲ